ပြုံးမင်းသားလေးစမ်းရည်မိုးရဲ့မွေးနေ့မှာဘသူမှမပေးဘူးသေးတဲ့လုံးဝထူးခြားပြီးအတိတ်ပဲအရှိဆုံးလက်ဆောင်ကိုပေးလိုက်တဲ့ပရိသတ်ကောင်မလေးမကြခင်ရောက်တော့မဲ့စမ်းရည်မိုးရဲ့မွေးနေ့အတွက်အမာခံပရိသတ်တွေကပတ်စံပန်းစည်းတွေအယုတ်တွေနဲ့ကြောက်ပန်းကြီးတွေစားရတဲ့ပုံမှန်မြင်တွေ့နေကြလက်ဆောင်တွေအသီးသီးပြင်ဆင်နေကြချိန်မှာသူများတွေနဲ့လုံးဝမတူပဲစမ်းရည်မိုးအတွက်ရင်ထဲထိသွားစေမဲ့မွေးနေ့လက်ဆောင်ကိုပေးခဲ့တဲ့အမာခံပရိသတ်တယောက်ရှိနေပါတယ်။အဲ့ဒါကတော့မန္တလေးမဟာမုနီဘုရားကြီးမှာစမ်းရည်မိုးရဲ့မွေးနေ့အလှဖြစ်ကတိပါသင်္ကန်းပေါ်မှာစာလုံးလေးတွေတေးသေးချာချာရေးထိုးပြီးတက်လူပူဇော်ပေးခဲ့တာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့စမ်းရည်မိုးအတွက်တော့ဒါဟာမွေးနေ့မှာရရှိနိုင်တဲ့အကြီးမြတ်ဆုံးနဲ့အမွန်မြတ်ဆုံးအလှလာနမွေးနေ့လက်ဆောင်ပါပဲ။ဒီလိုထူးထူးခြားခြားနဲ့ကုသိုလ်ဖြစ်စေမဲ့လက်ဆောင်မျိုးကိုစီစဉ်ပေးခဲ့လို့စမ်းရည်မိုးရဲ့ပရိသတ်တွေအားလုံးကလည်းလုံးဝအကျိုးရှိပြီးအတိတ်ပဲအပြည့်အဝဆုံးမွေးနေ့လက်ဆောင်အဖြစ်တခဲနဲ့ချီးကျူးနေကြပါတယ်ရှင်။သူများတွေနဲ့မတူတဲ့ဒီလိုမွန်မြတ်တဲ့မွေးနေ့လက်ဆောင်လေးကိုစမ်းရည်မိုးနှစ်သက်မယ်ထင်ပါတယ်နော်။ဒီလိုမွေးနေ့လက်ဆောင်လေးကရောစမ်းရည်မိုးအတွက်အမှတ်တရဖြစ်မယ်ထင်လားနော်။ပရိသတ်တို့ရဲ့အမြင်လေးတွေရှိရင်လည်းကွန်မန့်မှာပြောပေးခဲ့ကြပါဦးနော်။